အိမ်လေးကလည်းတေးသေးလေးဖိုးကြီးနဲ့ဖွားကြီးနှစ်ယောက်တည်းဆင်းအောင်စင်းရဲ့နေရတဲ့အိမ်ရှိမှာပြိတဲ့အဖိုးကြီးကလည်းတကုတ်ကုတ်နဲ့အလုတ်လုံနေရအဲ့ဒီမှာပြိတဲ့ရှင်မကတ္တဗဆင်းရဲတဲ့တရားဓမ္မချီးမြှောက်မယ်ဒီလိုတရားဓမ္မဆင်းရဲလိုက်တာဟင်းရွက်ပြုတ်ရပုံရည်ကြီးပဲရခြင်းရဆင်းရဲတဲ့တရားဓမ္မငါချီးမြှောက်မယ်ဆိုတော့သရတရားအပြည့်တနည်းအားဖြင့်ပြောရင်ကရုဏာဓာတ်အပြည့်နဲ့ပေါ့ဗျာအဲ့ဒီအိမ်ရှိမှာဆွမ်းရဆွမ်းရတော့ဘိုးကြီးကဟဲ့အိမ်ရှင်မဘုန်းကြီးတစ်ပါးဆွမ်းခံကြွလာတယ်အိမ်ထဲကဒေါတုဇာတာကလည်းပြိဿကြီးအဲ့ဒီမှာဟန်ဆောင်ကောင်းတယ်အဖွားကြီးရောင်ဆောင်တကုတ်ကုတ်နဲ့ဟိုလုံးဒီလို့မကြားခြင်းအောင်ဆောင်အဖိုးကြီးကရှေ့ထွက်သွားတယ်ပြိဿကြီးမနေ့9နိုင်ခွဲ10နိုင်လောက်ဆိုနေထိုးနေကိုပြိဿလက်နဲ့မိုးပြီးတော့မှရှင်မကတ္တဗကိုတခြားကြည့်ဟဲ့ရှင်မကြွလာတာတခြားမဟုတ်ဘူးရှင်မကတ္တဗကြီးမြန်မြန်လှုပ်မြန်မြန်